ကျွန်တော်မတော်တဆခောက်ဆွဲချောက်ထုတ်ကိုဖိချေမိလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲခောက်ဆွဲချောက်စားတွေဟာလေပူရှမ်းလူပုလေးများပြည်သူတွေစီကိုကျဲတကွန်တွေလိုမျိုးကောင်းကင်ကနေပြုတ်ကျသွားခဲ့တယ်အားလုံးကကြောက်လန့်တုန်လှုပ်သွားကြတာပေါ့အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကအဲ့ဒီခောက်ဆွဲစားတွေကိုကောက်ယူပြီးနမ်းကြည့်လိုက်ရကနေမွေးကြိုင်ရတဲ့အနံ့ကြောင့်အံ့ဩသွားခဲ့တယ်အစာကောင်းပါမှုတန်ခံရတဲ့ပြည်သူတွေအတွက်တော့ဒါဟာတကယ့်ကိုဝမ်းသာစရာသတင်းကောင်းပဲဘယင်မကြီးကဒါကိုမြင်တဲ့အခါမှာတော့ဒါဟာဖျားသခင်ပေးတဲ့လက်ဆောင်လို့ထင်မှတ်ပြီးကောင်းကင်ကိုမှုတ်ကြည့်ကကြီးစုတင်စကားဆူတော့တာပဲမကြခင်မှာပဲလူတိုင်းခောက်ဆွဲချောက်တွေကိုမင်ကြီးရက်ရှိစားတော့ကြပြီးအနက်အရသာကြောင့်ချက်ချင်းပဲဆွဲလန်းသွားကြတော့တယ်ဒီမြင်ကွင်းကိုကြည့်ရင်းနဲ့မှကျွန်တော်ရဲ့ sandbox တဲအိမ်ထဲမှာသူတို့တွေအသက်ရှင်ဖို့အကူအညီလိုအပ်နေတဲ့အသေးစားကဘာလေးရှိနေမှသိလိုက်ရတာဒါနဲ့ကျွန်တော်မှရှိသမျှခောက်ဆွဲချောက်ထုတ်တွေအကုန်လုံးကိုအဲ့ဒီလူပုလေးတွေစီပေးလိုက်တယ်အမျိုးသမီးကအိတ်ကိုဖွင့်ပြီးခောက်ဆွဲတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်အပေါ်သူတို့ရဲ့ကြည်ညိုလေးစားမှုဟာအထောက်အထိပ်ကိုရောက်သွားခဲ့ပြီအစားအသောက်တွေလုံလောက်သွားပြီးမို့ဘယင်မကြီးလည်းစိတ်သက်သာရရသွားတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစစ်တီတယောက်ကရန်သူတွေမျိုးရိုးစတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းသတင်းလာပို့ခဲ့တယ်ဒါကြောင့်ဘယင်မကြီးကတိုက်ပွဲကိုကိုယ်တိုင်ဦးစီးဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ပြည်သူတွေကိုကာကွယ်အတွက်ကျူးကျော်စစ်တပ်ကိုအနိုင်တိုက်ပေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ရန်သူတွေကအရန်အင်အားကြီးလွန်းတာကြောင့်ဘယင်မကြီးရဲ့စစ်တပ်ဟာအလူအလဲခံနေရပြီးဝိုင်းရံခံလိုက်ရတယ်သူတို့တွေမျောလင့်ချက်ပြတ်တုံးနေတဲ့အချိန်မှာပဲကျွန်တော်ကမီးမုတ်ဆက်နှစ်ခုနဲ့ပြန်ရောက်လာခဲ့တယ်တခဏအတွင်းမှာပဲအဲ့ဒီအသေးစားကဘာလေးထဲမှာမီးတောက်ကြီးတွေဟုံးဟုံးတောက်သွားပြီးကဘာပြတ်တော့မယ်အတိုင်းပဲရန်သူတွေဟာဒီမြင်ကွင်းကြောင့်လန့်ဖြတ်သွားကြတယ်သူတို့တွေထွက်ပြေးဖို့ကြိုးစားချိန်မှာပဲကျွန်တော်ကပြောက်အိုးတချို့ကိုထပ်ပစ်ချလိုက်တယ်အဲ့ဒီကဘာလေးထဲမှာတော့အုတ်ကာခဲတွေကျလာတဲ့အတိုင်းပါပဲရန်သူစစ်သေးနာပတိလည်းစုတ်ခွာဖို့ကလွယ်ပြီးတခြားနည်းလမ်းမရှိတော့ဘူးပေါ့ဒါပေမဲ့သူတို့ကအရှုံးမပေးသေးပဲအစိတ်ရှိတဲ့အင်းဆက်ကောင်ကြီးတန်း30ကိုစင့်ခေါ်ပြီးဘယင်မကြီးကိုတိုက်ခိုက်ဖို့မောစရာတယောက်ကိုခေါ်လာကြတယ်ဘယင်မကြီးဝိုင်းရံခံထားတာကိုမြင်တော့ကျွန်တော်လည်းပိုးသက်စီဘူးကိုဆွဲပြီးတဲအိမ်ထဲကိုဖျန်းချလိုက်တယ်အဖြူရောင်မျိုးဟိုးထူထူကြီးတွေကတိုင်းပြည်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးမောစရာဆွလိုက်တဲ့အင်းဆက်တွေအကုန်လုံးတီချီပျက်စီးကုန်တော့တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပရက်စိတ်တစ်ကောင်ကလူပူလေးတွေရဲ့မြေပေါ်ကိုပြုတ်ကျသွားပြီးအီးယာမှာတတ်တော်ကြီးတစ်ကောင်ဖြစ်သွားခဲ့တယ်လူပလေးတွေလည်းကြောက်လန့်တကြားပြေးကြတာပေါ့ကျွန်တော်ကတော့အဲ့ဒီပဝက်စိတ်ကိုပိုးသက်စီနဲ့ထပ်ဖျန်းပြီးအမြင့်ပြအောင်ရှင်းလင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲဘယင်မကြီးကလှုပ်ကြံတက်ဖြတ်သူတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပြန်တယ်သူတို့ခေါင်းဆောင်ကအာနာကိုလူယူပြီးဘယင်အစ်စ်လုပ်ဖို့စူးစမ်းနေတာကျွန်တော်ကဘယင်မကြီးကိုကာကွယ်ချင်တာကြောင့်အဝေးထိန်ကစားစရာတင့်ကားကို remote control တန့်ကိုယူပြီးအဲ့ဒီကဘာလေးကိုချပေးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲတိုင်းပြည်ထဲမှာအေးယာမတင့်ကားကြီးတစ်စီးပေါ်လာတာပေါ့လှုပ်ကြံတက်ဖြတ်သူတွေကဒါမျိုးတစ်ခါမှမမြင်ဘူးကြဘူးလေကျွန်တော်ကတင့်ကားကိုထိန်းချုပ်ပြီးရန်သူတွေကိုခြေမုံပစ်လိုက်တယ်သူတို့ခေါင်းဆောင်ကအတင်းတိုက်ခိုက်ဖို့အမိန့်ပေးပေမဲ့သူတို့ရဲ့လက်နက်တွေကတင့်ကားကိုဘလို့မှမထိခိုက်နိုင်ဘူးကျွန်တော်ကခေါင်းဆောင်စီကိုတဲတဲ့မောင်းသွားပြီးရန်သူခေါင်းဆောင်ကိုဖန်ကွက်တစ်လုံးနဲ့အုပ်ပြီး1600ဆင်ဖမ်းပေးလိုက်တယ်ဒီလိုနဲ့ပဲဘယင်မကြီးရဲ့အကြက်တဲကိုဖြည့်ရှင်းပေးနိုင်ခဲ့တာပေါ့ကျွန်တော်ကိုကျေးဇူးတင်တဲ့အနေနဲ့ဘယင်မကြီးကရစ်ပလင်စောက်ပြီးပူဇော်ပွဲလုပ်ပေးခဲ့တယ်အဲ့ဒီနောက်မှာတော့စပွဲပေါ်ကတန်ချက်ကအင်ကြီးပထဲဟာအသေးစားကဘာတွေကနေအပြင်ကိုပြန်ထွက်လာခဲ့တယ်ကျွန်တော်လက်ထဲမှာပေါ်လာတဲ့ရွှေတုံးကြီးကိုကြည့်ရင်းနဲ့ကျွန်တော်ဟာကဘာပေါ်မှာအချမ်းသာဆုံးလူသားဖြစ်တော်မယ်ဆိုတာနားလည်လိုက်ပါပြီ